အဲ့ခါနေလာရှုပ်ရတာပြောလား နွားတို့ အဲ့ခါနေလာရှုပ်ရတာပြောလားလို့ပြောလားလို့ငါပြောလားကိုယ့်ရာကိုမတော်ကြဘူးဒါနေတို့အိမ်ရလားတေတုံးလက်စွာလွှာစွာဘာလဲပေါ့ကြောက်လိုက်တာမိုင်းတုံးဟောဆောင်းလက်တယ်ဆောင်းတယ် ဘယ်လိုက်ပါလဲ ပြေလုံး လာမမေအိပ်ပြီးစကားမများနဲ့တော့ ငေါမင်းငိုကြဟဲ့ကျမတို့အနိုင်ကျင့်ခံနေရပါတယ်ကျမတို့အနိုင်ကျင့်ခံနေရပါတယ်ဒီမောင်နှမနှစ်ယောက်လာအနိုင်ကျင့်နေပါတယ်